အားလုံးပဲမင်္ဂလာပါဒီနေ့မှာမြန်မာမာရောနိုင်ငံကြားမှာပါနာမည်ကြီးနေတဲ့သတင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးကြပါမယ်အဲ့ဒါကတော့ကရီးယန်ပြည်နယ်မှာထပ်ပွားနေတဲ့ဂျာဖန့်ခေါ်ငွေလင်းကုန်းရဲ့အကြောင်းပဲဖြစ်ပါတယ်KK Park လို့ခေါ်တဲ့အင်အားအဆောက်အဦတွေထဲမှာအဓိကအခြေပြုပြီးလှုပ်ရှားနေတာကိုတရုတ်နဲ့နိုင်ငံတကာကတတိထားမိလာကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းစစ်ကော်မရှင်ရဲ့ဝင်ရောက်စီနင်းမှုကြောင့် KK Park အတွင်းနေထိုင်သူတွေစိုးရိမ်ထိတ်လန့်ခဲ့ကြပြီးမြဝတီဘက်ကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်မြဝတီမြို့ထဲကကားဂိတ်စားတောက်ဆိုင်တွေမှာခီးဆောင်အိတ်ကြောဖို့အိတ်တွေနဲ့အတူပုံစံမျိုးစုံနဲ့လူတချို့ဟာဟိုနားတစုဒီနားတစုနဲ့ရှိနေကြပါတယ်သူတို့တွေကအွန်လိုင်းငွေလီလုပ်ငန်းကြားဖြတ်နဲ့ပတ်သက်ပြီးနာမည်ဆိုးနဲ့လူသိမားနေလက် KK Park ကိုစစ်တပ်ကနောက်ခတ်ဝင်ဖမ်းမယ်လို့သတင်းတွေထွက်ပြီးနောက်မြဝတီမြို့ပေါ်ကိုထွက်ပြေးလာကြသူတွေပါအော်တိုဘာ22ရက်နေ့ကစပြီးမြဝတီမြို့ထဲမှာကြားဖြတ်အလုပ်သမားတွေနဲ့ပြည့်နေတယ်လို့ဒေသခံတွေကပြောပါတယ်အိတ်ကိုစီနဲ့ထွက်လာကြတဲ့ကြားဖြန့်အလုပ်သမားတွေကိုအစာချီထားတဲ့ပရွက်စိတ်တွေတွင်းထဲကထွက်လာသလိုပဲလို့မြဝတီမြို့ခံအမျိုးသားတယောက်ကခိုင်းနှိုင်းပြောဆိုပါတယ်။ KK Park တဲကကြားဖြန့်လုပ်ငန်းတွေကိုစစ်ကော်မရှင်ကဟန်ဖြတ်စီးနှင်းခဲ့တယ်လို့ဝေဖန်မှုတွေရှိကြပေမဲ့နောက်ဆက်တွဲသက်ရောက်မှုတွေရှိနေကြပါတယ်။တရုတ်နဲ့ပါကစ္စတန်နိုင်ငံသားကြားဖြန့်အလုပ်သမားတချို့ကတော့တောင်ရင်မြစ်ကိုဖြတ်ပြီးထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့ကိုပြေးလာကြလို့ထိုင်းအာဏာပိုင်တွေကထိန်းသိမ်းထားကြပါတယ်။ထိုင်းစစ်တပ်ရဲ့ဒီနေ့ညနေထုတ်ပြန်ချက်အရကြားဖြတ်လုပ်ငန်းတွေကနေထွက်ပြေးလာသူ600ဝန်းကျင်ထိန်းသိမ်းထားရလို့သိရပါတယ်။ရရှိထားတဲ့စာရင်းအရတော့ထိုင်းယောက်ကြားဖြတ်အလုပ်သမားဦးရေဟာနိုင်ငံပေါင်း15နိုင်ငံကအယောက်ကြား80ဝန်းကျင်ရှိပြီလို့ပြောပါတယ်။ဒီထက်လည်းအရေအတွက်ပိုများလာနိုင်ပါတယ်။စစ်ဆေးခံပြီးရင်တော့သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေစီကိုထိုင်းကနေတဆင့်ပြန်ပို့မှာဖြစ်တယ်လို့လည်းသိရပါတယ်။မြဝတီမဲဆောက်အမတ်တစ်တထားကနေထိုင်းနိုင်ငံဘက်ကိုကူးချင်တဲ့ပြည်ပနိုင်ငံသားကြားဖြတ်အလုပ်သမားတချို့ကလည်းမြဝတီဘတ်ချန်တရားထိပ်ကနေစောင့်ဆိုင်နေတာကိုလည်းလူမှုကွန်ရက်မှာတွေ့ရပါတယ်။ပြည်ပနိုင်ငံတွေကနေကြားဖြတ်လုပ်ငန်းတွေကိုတရက်မဝင်ရောက်လာသူတွေအထောက်အထားမရှိသူတွေဖြစ်တာကြောင့်တရားဝင်တရားဖြတ်ခွင့်ရဖို့ခက်ခဲလိမ့်မယ်လို့မှတ်ချက်ပေးနေကြပါတယ်။တချို့ကြားဖြတ်အလုပ်သမားတွေကတော့ BGF ထိန်းချုပ်ထားတဲ့ရွှေကုတ်ကုံကြားဖြတ်လုပ်ငန်းတွေစီသွားကြခဲ့တာလည်းရှိပါတယ်။ရွှေကုတ်ကုံကလက်မခံဘူးလမ်းမှာစောင့်ဖမ်းပြီးစီကန်းထိန်သိမ်းမှုကိုပို့တယ်လို့ BGF ပြောရေးဆိုဝေရှိသူဒူးဘုံမူကြီးနိုင်မောင်စောကပြောပါတယ်။ဖမ်းမိသူတွေကိုဘလို့ဆက်လုပ်မလဲဆိုတာကတော့မသိရသေးပါဘူး။မတိနာမလဲသူဒီအပါဝင်ငွေကြေးအဖို့ဝင်ငွေရှာခြင်းတဲ့သူတွေကိုပြစ်ထက်ထားပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်ကြောင့်ထိခိုက်ခဲ့ရသူတွေလည်းများပါတယ်။ကိုပြုတ်မဲ့ကန်ပဲဒင်းတောင်ကိုထန်ပြန်လာမီဆိုတဲ့မှတ်ချက်တွေလည်းကြားဖြန့်အလုပ်သမားတွေရဲ့ TikTok မှာတွေ့ရပါတယ်။ Starlink Company SpaceX ကလည်းကြားဖြန့်လုပ်ငန်းတွေမှာအင်တာနက်ရယူသုံးစွဲနေတယ်လို့တန်တရားရှိတဲ့ Starlink ကုန်ရက်2500ကိုဖျက်တောက်လိုက်ပြီလို့ကြေညာထားပါတယ်။ဒါကနမူနာဖြစ်တယ်လို့ SpaceX Company ဒုတိယဥက္ကဋ္ဌ Lauren Drea ကပြောပါတယ်။တရုတ်နဲ့မြန်မာထိုင်းသုံးနိုင်ငံပူးပေါင်းတဲ့ကြားဖြတ်နေမိမှုဟာဒွိနစ်စရင်ပိုင်ကနေလှုပ်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိရွှေကုကုံမြို့တစ်နဲ့ KK Park ကြားဖြတ်လုပ်ငန်းကနေလောင်ကစားနဲ့ဒုစရိုက်ကျူးလွန်ခဲ့သူနိုင်ငံပေါင်း40ကပြည်ပနိုင်ငံသား9339ဦးကိုဒီနှစ်ထဲမှာလွှဲပြောင်းထားပြီးလို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ဒီလူတွေထိုင်းနဲ့ဆက်ကနေဖျက်ကျော်ဝင်ရောက်လာသူတွေကအများဆုံးထိပြီးလူ9506ဦးထိရှိတယ်လို့ဆိုပါတယ်။45ဦးကတော့ရန်ကုန်လေးရောင်တွေဝင်ရောက်ပြီးမြဝတီဒေသတဲ့ကိုရောက်သွားခဲ့ကြတာလို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်